ပါဘူးဆိုရင်လည်းလူကြီးကောင်းမို့ဆိုအိတ်ရှင်မလူတန်နေပါနဲ့မသိလို့မေးပြသေးအမားတို့ကဇက်ကလာလားကျွန်တော်ကပိတ်သက်တွေလားခဏကလည်းဘယ်ရယူလာမျိုးမှချောင်းနေရလားအဲ့စားထဲမှာအငယ်ဆုံးဖားရတာသူအကြီးဆုံးဖားရတာသူငါတို့ကတော့နေတတ်တယ်နေမောတော့မရကူတဲ့အဲ့လိုကလေးကမှလောက်ပြီးတော့ပတ်သက်ဟုတ်လားတော့လေကအော်မလေးချစ်ကြတာပြောတာဗောညီကိုချစ်တာပြောတာညီကိုလိုချစ်တာခဏလေးကြီးပြီးမကောင်းဘူးနော်လင်းမောတော့မရဘူးဆိုတော့ဘယ်သူကလင်းဘယ်သူကမရဘူးဟဲ့ကွာပဲမိမဗောဖြစ်ချင်းပြီးကျုပ်ကတော့လင်းဖြစ်ပြရစီတော်လေးတဲ့ဒီနေ့မြက်ခွက်ကမိတ်ရှင်ဘူးလားမဆိုအမြဲတမ်းဇီးခွက်ကိုလည်းမိမနဲ့ကိုပြောတယ်လို့ပဲဘယ်အိတ်ချင်မှဒီနေ့စုရအများကြီးရတယ်သူကရတာကိုစုပါတွက်နေတာစင်းရင်းနဲ့အမဲအဲ့ကြောင့်ဒီလေးကိုပြောပါလေစကားအသိမပြောပါဘူးလို့သူတရားလေးလွတ်ပြပါအိမ်ငယ်အဲ့ဒီလေးတော့ခါနေထုမယ်ဆိုလို့အိမ်မငယ်ရေဩမင်းကတော့ခိုင်းနေသေးကိုပဲကြောက်တယ်ပေါ့အေးပေါ့အောင်စဖို့မကြောက်ဘူးဟာအေးချက်ချက်ဟမ်ဟုတ်ကဲ့ဟုတ်ချစ်စရာ